ကျွန်တော်မိသားစုကအမဲသားကြောက်ဆိုရင်တအားကြိုက်ကြတာဒါပေမဲ့အပြင်မှာဝယ်စားရင်ဈေးကတအားကြီးလွန်းလို့အိမ်မှာပဲကိုယ်တိုင်လှုပ်ကြွေးဖြစ်ပါတယ်အဆက်အရသာဒီနဲ့ဝါလို့ကောင်းတဲ့ဒီအမဲသားကြောက်ကအပြင်ကဝယ်တာထက်တောင်ပိုကောင်းတယ်ကိုသားကတော့ချီကျူးရလေအထိပဲဗျလုံနီးကလည်းလွယ်လွယ်လေးပါအရင်ဆုံးအမဲသားကိုအမင်းအတိုင်းရှည်ရှည်လေးတွေညီအောင်လှီးပေးပါပြီးရင်ကအနံ့ဖြောက်ဖို့အရက်ဖြူခယူးစီနဲ့အမဲသားကြောက်နှက်တဲ့အမွှေးအကြိုင်မုံတစ်ထောက်ထည့်လိုက်ပါအသားတဲ့အရသာစိမ့်ဝင်အောင်လက်နဲ့သေးသေးချာချာနယ်ပြီးတနအီလောက်နှက်ထားပေးရပါမယ်အချိန်စိမ့်ရင်တော့စီပူပူမှာထည့်ကြော်လိုက်ရုံပါမယ်အသားလေးတွေတောင့်လာပြီဆိုရင်တူနဲ့မြင်းသားစွာခွာပေးပြီးအနီရင်းညောင်လေးရလာတဲ့အထိကြော်ပေးရမှာပါဒီလိုမျိုးအယောင်လေးရလာပြီဆိုရင်တော့စီစစ်ပြီးဆဲယူနိုင်ပါပြီဒီနီလာတိုင်းလှုပ်ထားတဲ့အမဲသားကြောက်ကဆက်ဆက်လေးနဲ့ဝါးလီလေးအရသာရှိလေးပါပဲချိန်နဲ့တတ်တယ်ဆိုရင်မိသားစုကလှုပ်ကြွေးလိုက်ပါအောင်နော်